ပဲမင်္ဂလာပါရှင် Star ကုမ္ပဏီနဲ့နာမကျဆိုပါတယ်ညီမနာမည်ကတော့6ဆိုပါညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဖွင့်လိုက်တဲ့အခါမှာ program လေးတွေက auto ဖွင့်နေတယ်ဒါကိုဘယ်လိုပြန်ပေးရမလဲဆိုပြီးတော့မိထားတဲ့သူလေးတွေအတွက်ဖြစ်ပေးပါမယ်ရှင် Okay ဒါဆိုရင်ကျွန်တော်ဘယ်ကနေသွားမလဲဆိုလို့ရှိရင်လွတ်နေတဲ့နေရာမှာ right click နိုင်မယ်ပြီးတော့ကျွန်တော်တို့ဒီ task manager ဆိုတဲ့အထဲကိုသွားလိုက်မယ်ပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ standard application ဆိုတာလေးရှိပါတယ်ဒီထဲမှာတစ်ချက်လေးstandard ဆိုတဲ့နားမှာ enable ဖြစ်နေတာလေးတွေကို disable ဆိုတာလေးပြောင်းပေးလိုက်ပါဒါဆိုကျွန်တော်ဒီမှာဆိုရင်စပြလေးပါ enable ဖြစ်နေတဲ့ two ပေါ်မှာ right click နှိပ်ခဲ့ပေးမယ်ပြီးတော့တောင်းခဲ့ပေးမယ်ဒီမှာလည်းတူတူပဲ enable ဖြစ်နေတာလေးကို disable လို့ရှင်းလိုက်ပါဒါဆိုရင်ကျွန်တော်တို့က program လေးတွေကကွန်ပျူတာဖွင့်လိုက်တာနဲ့မပွင့်လာတော့ပါဘူးเนาะ okay အားလုံးပဲအဆင်ပြေဒီကြောင်းရလေးတွေကအလုံးအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါเนาะကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ပညာဒါနဗီဒီယိုလေးတွေလေ့လာခြင်းနဲ့ဆိုရင်ကျမရဲ့ YouTube channel လေးကို like နဲ့ subscribe လေးလုပ်ထားကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က basic excel powerpoint စသဖြင့်ဆိုတာသင်ခန်းစာလေးတွေကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင် Star Computer Training Center ရဲ့ TikTok channel အပြင်နဲ့ online နဲ့လေးတွေမှာကျွန်တော်အသေးစိတ်လေ့လာလို့ရပါတယ်ရှင်တဦးချင်းစီကိုအနည်းငယ်တင်ကြားပေးတာဖြစ်တဲ့အတွက်တင်နန်းပြီးတဲ့အခါမှာအမှန်တကယ်ရှိမယ်လို့အပြေဝယုံကြည်ပါတယ်เนาะဒါကြောင့်မို့လို့တင်နန်းသေးစိတ်ကိုကျွန်မရဲ့ဖုန်းနံပါတ်553967531ကိုဆက်သွယ်ပြီးတော့မြင်မြန်ဆောင်စမ်းလို့ရပါတယ်ရှင်